ဒီထဲနိုင်ငံခြားသူတွေစားပြနေတဲ့သူတွေကထောပတ်တီလေးတွေစားချင်းစဲအရန်ကောက်လို့ဆန်စားကြည့်လိုက်ရအောင်။ဒါတဲ့အတီလေးတွေရောက်လာပြီဆိုတော့စားဖောက်ကြည့်လိုက်ရအောင်နော်။ဒါတွေကတော့သူတွေကနိုင်ငံနေဝင်လာတဲ့သူတွေကခောက်ချဲအဝိုကာဒိုလို့ပဲခေါ်ပါတယ်ရှင်။တချို့တွေကတော့အတူကောက်အနေနဲ့သူတွေကအဝိုကာဒိုလို့ခေါ်တယ်လို့တချို့တွေကလည်းအစ်စ်မပါတဲ့အတွက်စီလက်အဝိုကာဒိုလို့လည်းခေါ်ကြပါတယ်ရှင်။အလုံးလေးတွေကတေးလေးနဲ့ချစ်စရာလေးပေါ့နော်။အလုံးကိုလောင်ထုတ်ကြည့်လိုက်တဲ့အခါမှာ14လုံးပါတာကိုဘတ်600ကျော်တော့မှပေးရတယ်ဆိုတော့ဈေးများတဲ့အတီထဲပါတယ်လို့ပြောရမယ်။ကြည့်လိုက်ပါအောင်ပုံစံလေးကတေးလေးနဲ့ဘာနဲ့တူလို့တူမှမသိပေါ့နော်။ချစ်စရာလေးဒါဆိုရင်တော့အရသာလေးမြည်ဆန်းကြည့်လိုက်ရအောင်နော်။ပြောတာကတော့အခွန်ခွာစရာမလိုဘဲနဲ့ဒီတိုင်းအခွန်နဲ့ပါတွဲစားလို့ရတယ်ဆိုတော့သစင်တော့မခွာတော့ဘူးနော်ဒီတိုင်းစားကြည့်လိုက်တဲ့အခါမှာလေအသားလေးကလေနူးညံ့ပြီးတော့လေအခွန်ကလည်းလုံးဝမခါတဲ့အပြင်ကိုအတွင်းထဲမှာလည်းအစစ်လုံးဝမပါတာကြောင့်သူ့ကိုစီလက်အဝခါတို့လို့လည်းတချို့ကခေါ်ကြတာပေါ့နော်အစားကတော့သစင်ကအခွန်ခါမယ်လို့ထင်ထားတာပေါ့နော်ပုံမှန်ထောပတ်တီအလုံးကြီးတွေစားတဲ့အခါကျရင်အခွန်တွေပါတယ်ထိတဲ့အခါကျရင်ခါတယ်ဆိုတော့လေနော်ဒါပေမဲ့ဒီအသီးလေးကလုံးဝမခါပါဘူးနော်သူတို့ကအဝခါတို့လို့နာမည်သာမပြောခဲ့ဘူးဆိုရင်ရုပ်တရက်အမြင်နဲ့ကြည့်မယ်ဆိုရင်လေဒီနိုင်ငံခြားသခွားတီအိုးစိမ့်တွေလုံတဲ့အရွယ်အစားနဲ့တောင်ခက်စစ်စင်ပေါ့နော်ဒါဆိုရင်တော့အရသာဂဂနနလေးသိရအောင်လို့ထပ်ပြီးတော့နောက်ထပ်တစ်လုံးထပ်စားပါရင်ပေါ့နော်ဒီတစ်ခါကိုလည်းတကိုင်းလောက်အခုမခွာဘဲနဲ့စားလိုက်ပါလေရှင်ဒါပေမဲ့လည်းထောပတ်တီဆိုတာနဲ့အမြဲတမ်းအခွန်ခွာရင်မှစားတက်တဲ့အကျင့်ကြောင့်ပေါ့နော်ခုလိုမျိုးအခွန်နဲ့ဝါစားတွဲစားကြည့်လိုက်တဲ့အခါမှာလေတမျိုးကြီးပေါ့နော်တခုခုလိုနေတယ်လို့မျိုးတိုက်ပြီးတော့မနူးညံ့တယ်လို့မျိုးခံစားရတာပေါ့နော်အဲ့ဒါကြောင့်မလို့သစင်ကတော့အခွန်ခွာပြီးတော့ထပ်စားပါမယ်နော်ခုဆိုရင်တော့အခွန်ခွာပြီးတော့ထပ်စားကြည့်လိုက်တဲ့အခါကျမှပဲလေထောပတ်အနံ့လေးကလေပို့ပြီးတော့မွေးလာတယ်ပို့ပြီးတော့ထွက်လာပြီးတော့အရသာလေးကလေပို့ပြီးတော့နူးညံ့ပြီးတော့လေအသားလေးကလေကတင်နဲ့တော်တော်လေးကိုစားလို့ကောင်းတာဒီကိုတွေပုံမှန်စားနေကြထောပတ်တီနဲ့ကလေတော်တော်လေးကိုကွာတယ်လို့ပြောမယ်နော်အရသာအားဖြစ်လေပို့နူးညံ့တယ်နောက်တစ်ခုကကြတော့လေသူ့ရဲ့အတွင်းသားထဲမှာလေအမြင်တက်လေလုံးဝမရှိဘူးအစိတ်လည်းမပါတဲ့အတွက်ပေါ့နော်ပို့ပြီးတော့စားကောင်းတယ်ဒီနောက်တစ်ခုရှာဖတ်ကြည့်လိုက်တဲ့အခါမှာတူရကီအဝိုကာဒိုတွေကိုစားတဲ့အခါမှာအစိမ်းမစားသင့်ဘူးမဲမစားသင့်တယ်ပေါ့နော်အစိမ်းတွေကိုနှလုံးသုံးလုံးထပ်ပို့စားမယ်ဆိုရင်ခေါင်းမူတက်ပါတယ်တဲ့သူကကြ has အသီးနဲ့လုံးဝမတူပါဘူးနော်တူရကီအဝိုကာဒိုကကြတော့အတွင်းသားကအစအပြင်ကအစုံပေါ့နော်နူးညံ့ပြီးတော့စားလို့ကောင်းတယ်ပြီးသွားတာနဲ့သူ့မှာအစိတ်လည်းမရှိတဲ့အပြင်ကိုအမြင်တက်လည်းမရှိပါဘူးရှင်ဒီ has ထောပတ်တီတွေကကြတော့အလုံးသေးတယ်ပဲရှိတော့ပေါ့နော်သူ့မှာအစိတ်လည်းပါတယ်အပြင်ခွန်းကလည်းပုံမှန်ဝယ်စားနေကြထောပတ်တီနဲ့တိတ်တော့မကွာဘူးပေါ့နော်အစောကြီးကတည်းကနှစ်ချမ်းခွဲပြမယ်ဆိုပြီးတော့မေ့သွားလို့ပေါ့နော်ဗီဒီယိုတစ်ဝက်လောက်ရောက်မှပဲခွဲပြရတော့တယ်ဒီမှာကြည့်လိုက်ပါနော်သူ့ရဲ့ဒီအတွင်းသားတွေကအစိတ်ရဲ့အရိပ်ရောင်ဆိုတာတော့နည်းနည်းမှမရှိဘူးပေါ့နော်တလုံးခွဲပြရတာအာမရလို့နောက်ထပ်အသေးတလုံးမှထပ်ခွဲပြမယ်နော်ဒီတူရကီအဝိုကာဒိုတွေဆိုရင် तू ကစိမ့်စိမ့်မဲပေါ့နော်သူ့ရဲ့အယောင်ကဒီတိုင်းပဲရှင်လုံးဝအမဲဘက်တို့ဒီအညိုဘက်တို့လုံးဝမပြောင်းပါဘူးနော်အရွယ်အစားအဖြစ်ပြောမယ်ဆိုရင်အခုကင်ပြထားတဲ့အရွယ်အကြီးဆုံးပဲရှင်သူ့ရဲ့မျိုးစိတ်ကိုကပစ္စည်းမျိုးစိတ်ဆိုတော့လေနော်သူ့ရဲ့အကြီးဆုံး size ကိုကလေတော်တော်လေးကိုသေးတဲ့ထဲပါနေပြီပေါ့နော်ပုံမှန်အသေး size ဆိုရင်တော့လေလုံးဝလက်တန်လောက်ပဲရှိတာခုဆိုရင်တော့ထိုင်းမှာတော်တော်များများကဒီမျိုးစိတ်ယူ size ထားကြရေပေါ့နော်ထွက်တဲ့နေရာလည်းထွက်နေပြီးဒါပေမဲ့မပေါ်သေးပါဘူးရှင်ရှားတော့မယ်အခုထိအခုသစင်နောက်ဆုံးစားလိုက်တဲ့အသီးရဆိုရင်မတိမတာအခွန်လေးကနည်းနည်းလေးခါတက်လေးပါနေတာပေါ့နော်အရင်မတိတာပါဘူးရှင်အခွန်ကဒါမတိမတာခါတလို့ဖြစ်နေတာသူ့ရဲ့အတွင်းသားစိတ်မှုကလည်းပို့ပြီးတော့ပေါ်လွင်တယ်ထောပတ်တီစားရတာကြိုက်တဲ့သူတွေဆိုရင်ဒီတူရကီထောပတ်တီလေးကိုစမ်းစားကြည့်ပါနော်သူ့ရဲ့ texture ကတခြားထောပတ်တွေနဲ့လုံးဝမတူဘူးဒီနေ့မှာတော့သစင်ကဟိုရှိတဲ့နိုင်ငံခြားထောပတ်လေးကိုစားပြပေးလိုက်ပေါ့နော်နောက်ဗီဒီယိုကျမှပဲသစင်ကဗာလေးတွေစားပြချက်ပြပြီးတော့ဆန်ပြမယ်လဲဆိုတာကြည့်ရှုအားပေးကြပါအောင်နော်အားလုံးပဲတတာ